ဒီကတော့ပကြီးဆရာကြီးပကြီးပပုအနုပညာဆက်အနုပညာထူးချော်တရရဆက်ရရှိတဲ့ဆရာကြီးပကြီးဦးဝေကုံငယ်ရဲ့အနုပညာဖြတ်သားရဇိပိုက်တွေသာကိုတင်ဆက်ချက်ဖြစ်ပါတယ်ဆရာကြီးကမိမြို့မှာမွေးပြီးတော့ဆရာကြီးဦးဟန်တဲရဲ့ဘဘူးဆရာကြီးဦးဟန်တဲအာဆီယံယဉ်ကျေးမှုစုရဘဘူးဆရာကြီးဦးဟန်တဲရဲ့တပည့်အရင်လည်းဖြစ်ပါတယ်ဆရာကြီးခင်ဗျာဆရာကြီးရဲ့အနုပညာဖြတ်သန်းမှုအကြောင်းအရာလေးကိုအနေအချင်းလေးအချင်းချုပ်လေးပြောပြပေးပါဦးဆရာကြီးရဲ့အနုပညာစတဲ့ဖြတ်သန်းမှုလေးကိုပြောပေးပါဦးဆရာကြီးဘူးလို့တဲ့ဒီလေဟာဘဘူးလောက်တဲ့စတဲ့တေကြတဲ့ဆရာမတမစံဒီတန်အသာတော်လုံးနဲ့ကွေးပြီးတော့ပြီးရပုံစံလေးထောက်ပြီးရင်အောက်တော့ရှော့နဲ့ကြိုင်ရအောက်တော့နိုင်ငံခြားရှော့နဲ့ကြိုင်ရတာကိုမြင့်ရုပ်ထူနေအောင်နော်ဒါကမို့ထောက်ရအောင်မို့နဲ့လောက်လို့အလောက်တပေလောက်ကြီးပဲအရောတပေလောက်ကြီးပဲတပေလောက်အောက်တော့ပြီးရမို့ထောက်ရမှာပြီးတော့ဖိုက်ပါနဲ့လောက်ရမှာဖိုက်ပါလောက်ပြီးတော့အချော့တိုင်းအရောက်လေးတင်ရမှာပြီးရင်ဒါပစ္စည်းကိုရောက်တာနေရောက်စဉ်းစားတာဒါလာပဲဒါလူပညာလိုက်ဟာဆရာကြီးဦးရတဲ့စီမှာတေကြခဲ့ခြင်းတုန်းကအတွေ့အကြုံလေးကိုအနေအချင်းလောက်မျှဝေပေးပါဦးဆရာကြီးပါကျွန်တော်6နှစ်လောက်ကြာပညာသင်တာကရဝေးလို့လော့တော့မှာဟောတာအမင်းမြန်မာရုပ်လို့ဒါပြရဆိုဟာဘယ်နောက်လို့အတားလေးလောက်ရလောက်ပြရတယ်ကျွန်တော်အဲ့မှာကျွန်တော်ဆက်လောက်ရအဲ့မှာလူမရှိတော့မိပါလက်အိုနေတွေ့တော့အဲ့မှာပြလာပဲအဲ့မှာပဲလုံးဆောင်အဲ့ဒါတော့ဆရာကကျွန်တော်ပြန်လောက်ခေါ်တာကျွန်တော်မလိုက်နိုင်ရင်ဆရာကျွန်တော်တို့ဆရာကြီးကဆောက်သွားပြီဟုတ်ကဲ့ပါအဲ့တော့ဆရာကြီးနေနဲ့ဆရာကြီးဦးဟန်တေစီကထွက်လာပြီးတော့ဒီဘိတ်မှာဆက်လက်ဖြတ်တန်းခဲ့တဲ့ပကြီးပပုအကြောင်းလေးထဲကအထက်ကရဖြစ်စီမဲ့အကြောင်းအရာတချို့ပြောပြပေးပါဦးဘိမာရီနယ်ရီကောသောဆောဘိုင်ကနေပြီးကောသောဒဝဲအဒါမလောက်ခေါ်တော့ရဟာအကြောင်းလေးမှာဟိုအကြောင်းလေးမှာအခုအိုင်လောမနော်အခုလိုက်တော့နေပေါင်းမဆာလောက်ရဲ့ငါဆက်ကြော်လောက်ရဲ့ဒါခုမှကျွန်တော်ခုအသက်ခဏဆက်ရှင်းနေကြီးရောနော်ဒါကျွန်တော်ခုနားရီစိတ်မလုံးရင်ကြော်ထားမယ်လုံးရင်ဟုတ်ကဲ့ပါအဲ့တော့ဆရာကြီးရဲ့ဒီဘိတ်ကနလာမှာရှိတဲ့ကနန်းရုပ်ကဆရာကြီးရဲ့လက်ရလို့ကြားသိရပါတယ်အဲ့ဒါလေးပြောပြပေးပါကနန်းကြီးကစီဘဲကနေပြီးကျွန်တော်လာအားတော့ကျွန်တော်ဒါမှရုပ်လုထူတို့ပြောတော့ကျွန်တော်ပြတို့5 နိုင်လောက်5ဆိုတာရေရှာခံရပေါ့အင်္ဂလိပ်မလုံးနဲ့တို့နောက်ဆုံးမှဘယ်တော့ကြောမယ်ဆိုတော့ကျွန်တော်မေးရကျွန်တော်ပြောတာပစ္စည်းဖို့တဲ့လက်ခဖို့နဲ့ကျွန်တော်သိတရားပေးကျွန်တော်သိတရားပေးရကျွန်တော်သိတရားပေးတော့ကျွန်တော်တို့ပြန်ပြီးသိ
တောက်စားပြန်ပြီးပြန်ပေးရတယ်လို့တွေ့ ဟုတ်ကဲ့ပါခင်ဗျ လုံငန်းပြီးသွားပြီကံနာမှာတော်တော်ကိုယ်တိုင်လူလေးနဲ့သိကြအိမ်မှာလုံတော့နိုင်ငံခြားလာရောက်နိုင်ငံခြားကျွန်တော်တငယ်ချင်းလေးရှိရအဝါဒီဖောက်ဆဲလာမက်ကနလုံသွားဆိုကနကလုံထားတော့ ဟုတ်ကဲ့ပါခင်အဲ့လိုအခုလိုထူးခြားထည်စားတဲ့ဆရာကြီးရဲ့ပညာကိုကြားသိရတဲ့အတွက်တွေ့ရှိရတဲ့ဝမ်းမြောက်ပါတယ်အခုဒီဗီဒီယိုဖိုင်လေးကတော့ပါစီယာယဉ်ကျေးမှုဆူရဆရာကြီးဦးဟန်တေရဲ့တပည့်အရေးဖြစ်တဲ့အကြည့်ဘူးဆရာကြီးဦးအေးကိုမြိတ်အနုပညာထူးချော်တရရရှိရတဲ့ပညာရှင်ဖြစ်ပါတယ်ကျေးဇူးပါခင်ဗျာ